အရေးပေါ်ဟိုတယ်တဲရတော့မယ်ဆိုလို့ရှိရင်ထိုင်းလို့ဘယ်လိုပြောမလဲအချိန်ပိုင်းတဲတယ်ဆိုလို့ရှိရင်တော့ဖช่วงเขาဖช่วงเขาတညလုံးတဲတယ်ဆိုလို့ရှိရင်တော့ဖค้างคืนဖค้างคืนလို့ပြောလို့ရပါတယ်နှစ်ညတဲမယ်ဆိုလို့ရှိရင်တော့ဖสองคืนสองคืนပေါ့နော်สองคืนအဲကုန်းအခန်းဆိုလို့ရှိရင်တော့ห้องแอร์ห้องแอร์ပငါခန်းဆိုလို့ရှိရင်တော့ห้องผัดลมห้องผัดลมกระดิ่งတလုံးနဲ့ဆိုလို့ရှိရင်တော့တရားအိစာကရင်ပေါ့နော်အဲဆိုလို့ရှိရင်တော့တီယန်ဒီယိုတီယန်ဒီယိုနှစ်ယောက်အိစာဆိုလို့ရှိရင်တော့တီယန်ခုတီယန်ခုမနက်စာကျွေးလားဆိုလို့ရှိရင်တော့มีอาหารเช้าไหมครับมีอาหารเช้าไหมမနက်စာရှိလားပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကျွေးရလို့ပဲသုံးလိုက်ပါမယ်မနက်စာကျွေးလားပေါ့နော်ရှေ့အောက်ကီမုံရှေ့အောက်ကီမုံဒီမှာတော့ရှေ့အောက်ဆိုလို့သူတို့ထိုင်းတန်နဲ့ပြောတာပေါ့နော်ဒါပေမဲ့ရှေ့အောက်ပေါ့နော်ရှေ့အောက်ကီမုံဘယ်နာကြီးထွက်မလဲပေါ့နော်ထွက်မှာလဲပေါ့ရှေ့အောက်ကီမုံครับဘယ်နာထွက်မှာလဲဗျမီးပလက်ပေါက်ပမာလဲဆိုလို့ရှိရင်တော့ပလက်ဖိုင်ယူနိုင်ครับပလက်ဖိုင်ယူနိုင်ဒါလေးရာဟိုတယ်ကိုမဖြစ်မနေဝင်ရတော့မယ်ဆိုလို့ရှိရင်တော့သုံးလို့ရပါတယ်ဆိုတော့နောက်နေ့ပြီးတော့ပြန်ဆိုပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ